Hi မင်္ဂလာပါနုနုကိုကိုတော်တော်လာဆဆတတဘလုံးမှာကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့နုနုကအလုပ်တွေကအရန်မအားတာဖြစ်တဲ့အတွက်ကြောင့်မလို့ထမင်းတုပ်ကလေးကိုပဲစားလိုက်ပါမယ်ရှင်အရန်လိုက်ပိုက်ဆိုင်နေလို့ပါရှင်ကဲထမင်းတုပ်ဖို့ရေနွေးလေးစတည်ပါမယ်ရှင်ဟန်ကော်လေးကိုယူပြီးတော့ရေလေးထည့်ပြီးရင် gas မီးဖို့လေးပေါ်တွားတင်လိုက်ပါအောင်မယ်ရှင်တင်ပြီးရင်တော့မီးလေးဖွင့်လိုက်ပါမယ်ရှင်ထမင်းကြမ်းကြံတဲ့ဟာလေးကိုစလုံးလေးကိုထည့်ပဲမုံလေးထည့်ငရုတ်သီးမှုံလေးထည့်ငရုတ်သီးမှုံလေးထည့်ပြီးသွားရင်ဟင်းကြုံမှုံလေးနည်းနည်းထည့်ကြိုက်ရင်ထည့်ပေါ့နော်ငမြရီလေးနည်းနည်းပေါက်စီချက်ကလေးထည့်အမှန်တကယ်တော့နိုကစီချက်တဲ့စီချင်းကိုတော့ပူကြိုက်ပါတယ်ပဲစီလေးပေါ့နော်ပြီးသွားရင်ချီလီဆော်လေးကိုနည်းနည်းလေးထည့်လိုက်ပါမယ်ရေနွေးဆိုတာနဲ့ပစုံရောက်ထည့်တာလေးကိုမရိုက်လိုက်ရပါဘူးရှင်ရေနွေးတဲ့ကိုလက်ဖက်ချောက်လေးထည့်လိုက်ပါမယ်ရှင်ရေနွေးချမ်းလေးရလာပြီဆိုရင်မီးလေးပိတ်ပြီးတော့ခွက်ကလေးတွေကိုရေနွေးချမ်းလေးထည့်လိုက်ပါမယ်ရှင်ကဲရေနွေးချမ်းလေးရပြီဆိုတော့စားမဲ့ခုံမော်ကိုတွားတင်ပါမယ်ရှင်ဒါလေးကငဖက်လေးကိုကြိုးကြော်ထားတာလေးပဲဖြစ်ပါတယ်ရှင်လူတိုင်းမှာအကြိုက်ကိုစီရှိကြတဲ့အထဲမှာနုကတော့အတုပ်စားပြီဆိုရင်ကြက်သွန်နီစားရတာကိုအရင်ကြိုက်ပါတယ်အချစ်ကလေးတို့ရောစားရတာကြိုက်ကြရဲ့လားနုရဲ့ကိုကတော့ဘယ်တော့မှကြက်သွန်နီအစိမ့်မစားပါဘူးရှင်ကဲထမင်းတက်ကိုအားရပါရစားနေပါပြီရှင်အရသာကတော့ကောင်းပါတယ်ရှင်နုကစီသိမ့်မစားတော့6ကန်နေလို့ရေနွေးလေးနည်းနည်းထည့်ပြီးဆက်နေပါမယ်နုစားတာကြည့်ရင်လည်းကြက်သွန်နီရဲ့ကောင်းကျိုးဆိုးကျိုးလေးတွေကိုပြောပြပေးပါမယ်ရှင်ကြက်သွန်နီမှာဗိုက်တာမင် C ဗိုက်တာမင် B6 folate potassium တွေကျွဲဝပါတယ်ရှင် antioxidant နဲ့ flavonoid 18မျိုးပါဝင်ပါတယ် anthocyanin ဆိုတဲ့ဓာတ်ပါဝင်လို့စီးကြိုနဲ့အချို့ကင်ဆာတွေကာကွယ်တဲ့နေရာမှာအထောက်အကူပြုတယ်လို့သိရပါတယ်အထူးသဖြင့်အစာအိမ်နဲ့ဥမာကြီးကင်ဆာတွေကိုပေါ့ကြက်သွန်နီစားပေးတဲ့သူတွေကအစာအိမ်ကင်ဆာဖြစ်နှုန်း22%ကိုလျှော့ချပေးနိုင်တယ်လို့သိရပြီးဥမာကြီးကင်ဆာကို15%လျှော့ချပေးတယ်လို့သိရပါတယ်အဲ့ဒါတွေနဲ့မကပဲကင်ဆာတွေရဲ့ကြီးထွားမှုကိုဟန်တားနိုင်ပြီးမျိုးဥကင်ဆာရဲ့ပြန့်နှံ့မှုကိုလည်းနှိမ်ကွေးစေပါတယ်ရောင်ရမ်းမှုနဲ့သွေးရင်းကိုလက်စထရောကိုလည်းကျစေနိုင်တဲ့ဓာတ်ပါဝင်တာကြောင့်နှလုံးကျန်းမာရေးကိုလည်းအထောက်အကူပြုတယ်လို့သိရပါတယ်သွေးပေါင်ချိန်ကိုထိန်းညှိတဲ့ဓာတ်လည်းပါဝင်ပါတယ်သွေးပေါင်ချိန်ကိုထိန်းညှိပေးတဲ့ဓာတ်ပါဝင်ပြီးသွေးရင်းသကြားဓာတ်တွေကိုလည်းထိန်းပေးနိုင်တယ်လို့အချို့လေးလတွေ့ရှိချက်တွေမှာလည်းဖော်ပြထားပါတယ်အမျိုးသမီးတွေကသွေးဆုံးတဲ့အချိန်မှာအယိုးသိပ်သီးစားပုံမှန်ထက်ပိုပြီးရောကြစေပါတယ်ကြက်သွန်နီကဒါကိုအထိုက်အလျောက်ဟန်တားနိုင်ပါတယ်ကိုယ်တိုင်လည်းဆင်ခြင်ရမှာပေါ့နော်ပြီးတော့အရေးကြီးဆုံးအချက်ကဘက်တီးရီးယားပိုးမွှားတွေကိုကာကွယ်ပေးတယ်လို့သိရပါတယ်အထူးသဖြင့်အရေးပြားနဲ့အစာအိမ်ကိုတိုက်ခိုက်တဲ့ဘက်တီးရီးယားရန်ကနေပြီးတော့ကာကွယ်ပေးပါတယ်ကြက်သွန်နီကိုမစားသုံးသင့်တဲ့သူတွေကတော့ GERD လို့ခေါ်တဲ့ယောဂရှိတဲ့သူတွေကတော့မစားသုံးသင့်ပါဘူးရှင်ကဲကြက်သွန်နီရဲ့စိုးကျိုးကတော့ကျန်းမာရေးအတွက်ကတော့ဆူဆူရွာရွာကြီးမဟုတ်ပေမဲ့ green နဲ့နန်ချင်းနဲ့ကြက်သွန်နီနှွာတဲ့အခါမှာမျက်စိမွန်ခြင်းတို့ပဲဖြစ်ပါတယ်ရှင်အခုဆိုရင်နုထမင်းတုပ်စားပြတာလေးကြည်ရင်နဲ့ကြက်သွန်နီရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုဗဟုသုတအနေနဲ့ပြောပြပေးခဲ့တာပါရှင်နောက်လေရှင်တို့လေးတွေဘယ်အသီးနှံလေးတွေရဲ့ကောင်းခြင်းဆိုးခြင်းလေးတွေကိုသိကျင်ကြတယ်လေရှင်ကွန်မန့်မှာမန်ကပ်ပေးကြနော်နုရဲ့ဘလော်လေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်အားလုံးကိုချစ်ပါတယ်မွာစီအာဘွား